ဒီနေ့ကျမတို့ကတော့မုံဒီတုပ်လေးတုပ်စားပါမယ်ရှင်ကြက်သားလေးနဲ့တုပ်စားမယ်အဓိကကျမတို့ဒီမုံဒီတုပ်မှာဘာနဲ့လိုက်ဖက်ဆုံးလဲဆိုရင်အမဲသားနဲ့လုံးဝလိုက်ဖက်ဆုံးပါပဲရှင်မုံဒီတုပ်ရဲ့အသက်ကအမှန်ဟင်းချက်တဲ့နေရာမှာလုံးဝအသက်ပါဟင်းချက်တာကောင်းနေဆိုရင်လုံးဝကိုကောင်းပါတယ်ရှင်ဒါကျမတို့နေမှာဆိုရင်တော့ဒါမုံဒီတုပ်လို့ခေါ်တာပေါ့နော်ကျမတို့ဒီမန္တလေးကနေပြီးတော့ဒီကျမတို့ဟိုဘက်တချမ်းမှာဆိုရင်မုံဒီတုပ်လို့ခေါ်တယ်ဒီရန်ကုန်ဘက်ရောက်သွားဆိုတော့နန်းကြီးတုပ်လို့ခေါ်ကြတယ်ရှင်နာမုံဒီတုံမှာဘာတွေထည့်လဲဆိုရင်ဒါစီချက်အဝါပေါ့နော်စီချက်အဝါတွေထည့်တယ်စီချက်အဝါဘာစီနဲ့ချက်ထားဘာနဲ့ချက်ထားလဲဆိုရင်သူကဟိုပါပေါ့နော်ချက်သွန်ပြူစီချက်အဝါထည့်ထားတယ်ဒါကျွန်မပဲချက်မုံထည့်တယ်ပဲချက်မုံလေးနိုင်နေဆိုရင်လည်းပို့ပြီးတော့ကောင်းပါတယ်ရှင်နော်စီရတဲ့မြများလေးတုံးထားမှာကျွန်မကတော့ဒါအမှန်တမ်းပြောရင်ချုံမုံလေးတုံးထားတယ်ချုံမုံတုံးထားတယ်ဒါစီချက်အနီလည်းတုံးမယ်ဒါဆိုရင်ကျမကငန်းပြာကြီးကြကျမကဒီအစိမ်းကိုမထည့်ဘူးကျမငန်းပြာကြီးကိုလုံးဝမီးနဲ့ချက်ပြီးတော့မှကျမပြန်ထည့်ပါတယ်ရှင်ငန်းပြာကြီးထည့်တယ်စားလုံးဝမှတုံးမထားတော့ဘူးเนาะသိလားကျမဒီနန်းကြီးတုံးမှာဒီမုံတီတုံးမှာပေါ့เนาะဟိုဒါချုံမုံတုံးထားတယ်เนาะမုံတီတုံးမှာကျမကပဲကျုပ်လည်းမထည့်တော့ဘူးကျမသိလားနော်နန်းနာမည်လည်းထည့်မစားနန်းနာမည်မကြိုက်တဲ့သူလည်းပါတဲ့အတွက်ကြောင့်မို့လို့နော်တကယ်လည်းအရသာရှိတယ်ဒီမုံဒီတုံးမှာပဲမုံနိုင်လေးရဲ့စီချက်နိုင်လေးရဲ့နောက်ပြီးကျတော့ဟင်းလေးအရန်ချက်တာလေးကောင်းနေဆိုရင်လုံးဝစားလို့ကောင်းတယ်လုံးဝစားလို့ကောင်းတယ်ရန်ကုန်ရဲ့နန်းကြီးတုံးနဲ့အညာရဲ့မုံဒီတုံးလုံးဝရှင်စားကြည့်ဘယ်ရတာကောင်းလဲဆိုတာလေကျမတကယ်ရှင်ပြီးတော့တောင်စားကြည့်ခိုင်းနေပါတယ်ရှင့်ဒါအချင်းကြိုက်တဲ့သူကတော့တမယာချင်းလေးအီမှာဆိုလို့ပေါ့နော်တမယာလေးညစ်ထက်ကျမတို့ကတော့ဒါကျမသားလေးဟွာလုပ်တဲ့အတွက်ကြောင့်စီနီကိုကျမထည့်မထားသေးပါဘူးရှင်စီနီကိုဘာအတွက်ထည့်ရလဲဆိုရင်စီနီကျကျမငရုတ်စီကိုချက်ထားတာငရုတ်သီးအတောင့်ကိုကြော်ပြီးတော့မှပေါ့နော်အဲ့စီနီကိုချက်ထားတာအဲ့စီနီကအရင်ဆက်တဲ့အတွက်ကြောင့်ကျမသားလေးရဲ့စီနီကိုမကြိုက်သေးဘူးပေါ့နော်ဒါဆိုကျမမြည်ကြည့်နေအရင်စားကောင်းနေရပေါ့နော်ဒါစီနီမထည့်သေးရဲနဲ့လောင်အယောင်ကဒီလိုမျိုးဖြစ်နေတာပေါ့နော်ဒါကျမသားလေးအတွက်ကျမဖယ်ပေးရအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျမစီနီမထည့်သေးပါဘူးရှင်ကျမတို့မျိုးလဲတုတ်စားကြည့်ကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်